တနေ့မှာလေယာလုပ်ငန်းခွင်၌အလုပ်လုပ်နေစဉ်ဒန်နီယယ်သည်အလွန်ထူးဆန်းသောအလေးချိန်တန်900ကျော်ရှိသည့်နှလုံးကြီးတစ်လုံးကိုတွေ့ရှိခဲ့သည်သို့သောထိုနှလုံးသည်အချိန်တော်ကြာကလေးကခုန်ပွားမှုရပ်တန့်နေခဲ့သည်ထို့နောက်သူတို့သည်ရာစုနှစ်များစွာကြာအောင်လက်ကြီးတစ်ကောင်၏ကြောပေါ်တွင်နေထိုင်ခဲ့ကြောင်းသိရှိလာကြသည်ကံမကောင်းစွာဖြင့်လအနေငယ်ခံကစား၍တေးစေနိုင်လောက်သောယောဂတစ်မျိုးသည်လက်ကြီး၏ကိုယ်ခန္ဓာတစ်လျှောက်ပြန့်နှံ့လာခဲ့သည်အကြောင်းရင်းကိုစုံစမ်းရန်ဒန်နီယယ်နှင့်တူဤသားဂျက်စပါတို့သည်ပြန်တန်းနိုင်သောတရဝတစ်ကောင်ကိုစီးနှင်းကလက်ကြီး၏ခန္ဓာကိုယ်တွင်သို့ဝင်ရောက်သွားကြသည်အတွင်းသို့ရောက်သွားချိန်တွင်လက်ကြီးကိုအန္တရာယ်ဖြစ်စေသောအနုဇီဝများမရေမတွက်နိုင်အောင်ရှိနေသည်ကိုတွေ့မြင်ရပြီးအားတင်သွားကြသည်ဒန်နီယယ်ကချက်ချင်းပင်သားဖြစ်သူဂျက်စပါအားကိုယ်ခံအားဆက်များဖြစ်သောလင်ဖိုဆိုင်များကိုအမြန်သွားခေါ်ရန်ပြောလိုက်သည်ထိုစကားကိုကြားသည်နှင့်ဂျက်စပါသည်လင်ဖိုဆိုင်များကိုရှောက်ခွေရန်ထွက်ခွာသွားပြီးဒန်နီယယ်ကတော့နောက်တွင်ကြံ့ရစ်ကအန္တရာယ်ရှိသောဗိုင်းရပ်စ်ကိုတားဆီးတိုက်ခိုက်ရန်ကြိုးစားနေခဲ့သည်တစ်ဖက်တွင်ဂျက်စပါသည်သူ၏အိမ်မွေးဗိုင်းရပ်စ်လေးနှင့်အတူကိုယ်ခံအားဆက်များနေထိုင်ရာနေရာသို့ရောက်ရှိသွားသည်သို့သောလင်ဖိုဆိုင်များကဗိုင်းရပ်စ်လေးကိုမြင်သည်နှင့်ချက်ချင်းဒေါသထွက်သွားကြပြီးတိုက်ခိုက်ရန်ပင်ကြိုးစားခဲ့ကြသည်သို့သောအလွန်ကြမ်းခိုင်သောထိုဗိုင်းရပ်စ်လေးအပေါ်မြည်သည့်တိုက်ခိုက်မှုကများထိရောက်မှုမရှိခဲ့ပေထိုချိန်တွင်ဂျက်စပါ၏အိမ်မွေးဗိုင်းရပ်စ်လေးဂျက်ကလူတိုင်းကိုခင်မင်စွာနှုတ်ဆက်လိုက်ပြီးထိုအတန်ကိုကြားသည်နှင့်ကိုယ်ခံအားဆက်များအလုံးကသူ့ထံသို့စုပြုံရောက်ရှိလာကြသည်အခြားတစ်ဖက်တွင်ဒန်နီယယ်သည်ဗိုင်းရပ်စ်၏ထူရဲသောအကာအကွယ်လွှာကိုဖောက်ထွင်းနိုင်ရန်နည်းလမ်းမျိုးစုံအသုံးပြုခဲ့တော်လဲမအောင်မြင်ခဲ့ပေထိုစဉ်ရုတ်တရက်အစွမ်းထက်သောမူဆိုးတစ်ယောက်ရောက်ရှိလာသည်သူသည်တနက်ကိုမြှောက်လိုက်ပြီးစက္ကန့်ပိုင်းတွင်အလုံးမကျော်သောလွှာကိုချိုးဖျက်ပစ်လိုက်သည်ထိုအခါကိုယ်ခံအားဆက်များအလုံးသည်ဗိုင်းရပ်စ်၏အကာအကွယ်တွင်သို့ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြပြီးနောက်ဆုံးတွင်ယောဂကိုအပြီးတိုင်ဖယ်ရှားနိုင်